ဘာသာနေဝင်လိုက်မှာနော် ဘယ်ကိုလိုက်မှာ အိမ်ပြင်းနေဟိုင် ဟုတ်တော့အိမ်ပြင်းတဲ့ဒီမှာထိုင်စရာတော့နေရာမရှိဘူးရှုပ်ပွားနေတာမလိုက်နဲ့ လိုက်မှာလိုက်မှာ ကိုကအိမ်ပြန် ရှဲတော့မှလိုက်ကြည့်ပေးဖို့လည်းပါလား ဟမ် ရှဲတော့လိုက်ကြည့်ပေးဖို့လေ ရှဲပါလိုက်မလေးထိုင်စရာမရှိဘူးဒီလိုဖေអော်လိုက်မယ်သူကလည်းရှုပ်ရှက်ခက် လည်းကြည့်မလို့လေတမီးခန်းကျဲလေဟမ် အိုး Hi guys ဒီနေ့ကတော့ဆုလက်မင်းနဲ့ဒီဆုလက်ဟိုဘက်အိမ်ပေါ့နော်ဆုလက်အခန်းလေးပြင်သားလေးကိုလိုက်ကြည့်မှာဖြစ်ပါတယ်လောလောဆယ်ကတော့ဆုလက်တို့လမ်းမှာတွေ့တဲ့ breakfast လေးကိုဝင်စားပါတယ်ဆုလက်ကတော့ကိုယ့်ကိုဆိုလို့ရှိရင်တော့တောက်ချင်တာတောက်ပဲမင်းနဲ့ဆိုလို့ရှိရင်တော့ variety ပဲတောက်ရပါတယ်ရှင်မှားလိုက်တာကတော့နန်ကြီးတုပ်ပဲဒါပေမဲ့အလုံးကြီးနေလို့မင်းနဲ့လည်းစားလိုက်ပါတယ် ဘယ်သူနဲ့တူနေလဲနေနဲ့တူခဏမငြိမ်တာနေဖေနဲ့ပဲဖြစ်နေနေဖေနဲ့တူတာနေက မင်းရပါဘာဒီဘက်ကောင်အဲ့ဒါကလိုက် တနေ့မှာ24နာရီရှိလို့ရှိရင်36နာရီလောက်ကဆုလက်ဖုန်းနဲ့လက်နဲ့ကတ်နေရဘူးเนาะရေပဲချိုးချိုးထမင်းပဲဆဆဘာပဲလုပ်လို့ဖုန်းမဲ့သုံးနေတဲ့ကျမကိုမဒမ်မီခင်ကြီးကစုံမတော်မူကန်းဖွင့်နေရပါရှင် breakfast လည်းစားပြီးပြီဆိုတော့ကင်မရာလည်းအရိုက်မခံဘူးအမြဲတမ်းစူပုတ်နေတဲ့ဖေဖေကိုစမြင်မယ်မြင်ကွင်းကတော့အများကြီးပါရှင် ခေါင်းလားတမီး 啊，这里 ခေါင်းလား 啊， တမီးမခေါင်းလား 干嘛路了？ ပေးအာဝါလာတယ်ပေးမောနေမှာ 我们路了。 ကျမတို့လိုပမန်းနဲ့တဲ့တော့ရစ်လိုက်ပါဦးမယ် 一分五。哦，你也没事，你这玩意多吧？ အလုပ်သမားကောင်လေးရှင်တူထူတာပုံမကြလို့တဲ့အမှတက်တူပြနေပါတယ် ဖာသားကြီးကကြောက်အနေအေးပြီးတော့သူကလူရင်းနဲ့လည်းစကားတိတ်မပြောဘူးအဲ့လိုအပြုံးအပြုံလည်းတိတ်မရှိဘူးเนาะဆိုလည်းအမှဖာသားကြီးကိုထိတယ်ဂလိထိုးတယ်ဟိုဟာလုပ်တယ်ဒီဟာလုပ်တယ်လုံးဝအဖက်မလုပ်တဲ့ရေခဲတုံးကြီးဖြစ်ပါတယ်ရှင်မိမိရဲ့အသေးနှလုံးရေခဲတုံးကြီးခဲဆူးသွားလို့မိမိစိတ်ပူနေပါတယ်ရှင် 慢交没？好的。 မှန်ပြောဆိုအဲ့ဘီလူစကားကြောင်းတာ 哎，这边龙皮王。啊，那么，哎，干嘛你？ ကိုမလိုက်တယ်လေ 啊，那比那你比那，你给哪里？哪里龙皮王？ နောက်တော့လို့အုံးနေတယ်ဒီဘက်ကော 我说他，都让我们都给。 ဟေးခဏလေးထားကြမှာ 哎，那把下来嘛，是的，没嘛，哎。 ဒယ်ဒီဖာသားနဲ့မမီမာသားနဲ့အမှ Hansel Plus တစ်ခုနဲ့တိုင်ပတ်နေတော့ဆုလက်အခန်းလေးကိုလိုက်ပြမယ်ပေါ့နော်ဆုလက်ကအိမ်တစ်ချမ်းကိုတော့မောင်ပိုင်စီးထားတယ်ဒါပေမဲ့လောလောဆယ်တော့အုတ်နေရံနေအကုန်လုံးဖြိုပြစ်ထားတယ်ဘာလို့လဲဆိုတော့ဒီအုတ်နေရံနေကရေစိမ့်နေလို့ပေါ့နော်အကုန်လုံးအစဆုံးပြန်ဖြိုပြီးတော့မြောင်းဖောက်ပြီးတော့တိတ်ချပြန်ပြင်နေရပါရှင်ဘာမှမသိရဲ့ကျမကိုဘာရှင်းပြနေလဲတော့မသိဘူးပေါ့နော်ဒါပေမဲ့ပြောသမျှတော့အကုန်နားထောင်ပြီးသွားရင်တော့အိမ်ပြန်ဖို့လုပ်ပါတော့မယ်ရှင် ရိုက်နေလေ ပြန်တော့လို့နေထောက်လိုက်တော့ရင်ပြန်တော့ပြန်လို့ 变变。 ပါပြီ ပြန်ပြီး အဝအဝ အဲ့ဒါတော့ပြန်တော့